ဂျပန်ရောက်မြန်မာအတိုင်းဝိုင်းထဲမှာအေကိုက်တဲ့သူတွေ HIV ပိုးရှိတဲ့သူတွေအများကြီးတွေ့နေရပါပြီမိဘတွေကိုသားသမီးကိုဂျပန်နိုင်ငံပို့မယ်ဆိုလို့ရှိရင်တေချာပေါက်ဂီယူဆိုင်ကြပါလက်ရှိမှာလည်းဒါနဲ့ပတ်သက်ပြီးအရန်ဟော့နေတဲ့သတင်းနှစ်ပုတ်ရှိတယ်ဗီဒီယိုလေးကလည်းအရန်မရှိတာမို့လို့အဆုံးထိဆက်ကြည့်ပြီးဖို့တော့ကျွန်တော်အနေနဲ့ပြပြချင်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဝင်းဂျပန်ကဝင်းမဲ့ဖြစ်ပါတယ်လက်ရှိဂျပန်နိုင်ငံမှာတရားဝင်ဝေါ်ဗီဇာနဲ့အလုပ်လုပ်ကိုင်နေတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်ခင်ဗျာဆိုတော့လက်ရှိဟော့နေတဲ့သတင်းကနှစ်ပုတ်ရှိတယ်ဂျပန်ရောက်မြန်မာတွေကြားထဲမှာပေါ့နော်ဆိုတော့ပထမတစ်ပုတ်ကဘာလဲဆိုတော့မြန်မာမိန်းကလေးဂျပန်ကိုရောက်လာတယ်ကျောင်းသားဗီဇာနဲ့ရောက်လာတယ်သူ့မှာဒီယောဂပိုးရှိမှန်းတိတိရဲ့နဲ့တခြားကောင်လေးနဲ့အပျော်တွဲတယ်ပျော်တွဲပြီးတော့ဘာညာဖြစ်တယ်ဖြစ်ပြီးတော့သူတွဲလိုက်တဲ့ကောင်လေးတွေကလည်းသူနဲ့အပျော်ပဲတွဲတယ်ပြီးတော့တခြားကောင်မလေးနဲ့ပတ်တွဲတယ်ဘာညာဖြစ်တယ်အဲ့တော့ဒီလိုမျိုးဖြစ်တဲ့ဇလန်းတွေကပို့ပြီးတော့များလာပြီးတော့ဒီယောဂပိုးကြီးကပို့ပြီးတော့ပြန့်လာတယ်ဆိုတော့ဒါဖြစ်စဉ်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ကောင်မလေးတယောက်ဂျပန်နိုင်ငံကိုအခုမှရောက်ခါစားလာတော့မသိဘူးသူ့ကိုကူညီပေးနေတဲ့အမတယောက်ကိုယ်တိုင် Facebook မှာတင်လာတာကျွန်တော်ရန်တမ်းပြီးရွှေ့နေတာမဟုတ်ဘူးဆိုတော့အဲ့တော့ဒီအမရဲ့ပြန်ပြောပြချက်အရာသူကဒီကောင်မလေးကမြန်မာနိုင်ငံကနေဂျပန်နိုင်ငံကိုလာစဉ်အခါတုန်းကစစ်စစ်ရတယ်ဗျာစစ်တဲ့အခါမှာသူကဘာယောဂဘုံမှမရှိဘူးသို့တော့ဂျပန်နိုင်ငံမှာအလုပ်လုပ်နေရင်လည်းနေမကောင်းဖြစ်တော့စေကန်းသွားပြရင်လည်းစစ်တော့မှသူ့မှာ HIV ပိုး positive ရှိနေမှန်းကိုသိရတယ်ဆိုတော့သူ့ကိုတေးချမေးကြည့်တော့မှသူကဂျပန်ရောက်တဲ့အခါမှာရီးစားထားတယ်ဒီလိုပဲဘာညာရှိရပေါ့ဆိုပြီးတော့သူကဝန်ခံတဲ့အခါမှာကျွန်တော်တို့ဒီဟာကိုကြည့်ခြင်းအဖြစ်များဒီဖြစ်စဉ်တစ်ခုလုံးကြည့်ခြင်းအဖြစ်ဒီယောဂါတွေပါလာတဲ့သူတွေကိုကျွန်တော်တို့ကဂျိုတွေနဲ့တွဲပြီးမြင်ရတာမဟုတ်ဘူးဆိုတော့ဘသူကိုမှမယုံကြည်တာပိုကောင်းတယ်ဆိုတော့နောက်တစ်ခုကမိဘအနေနဲ့လည်းတတိထားမှာကိုသားမိကဂျပန်နိုင်ငံကိုရောက်သွားပြီဆိုလို့ရှိရင်မိဘအုပ်ထိန်းမှုအောက်ကလွတ်မြောက်သွားတဲ့အတွက်တချို့လူငယ်တွေကအလမ်းမအရန်ရောက်ကြတယ်ဖြစ်ချင်တာတွေဖြစ်ကြတယ်ဒါကြောင့်မို့လို့တေချာလေးပို့ပြီးတော့ဒီဆုံးမပြီးတော့ပေါ့နော်ပို့ပြီးတော့တတိပေးနိုင်လေပိုကောင်းလေလို့ကျွန်တော်အနေနဲ့လည်းမြင်တယ်ဆိုတော့ဒီယောဂပိုးရှိနေလို့မင်းကွာလိုက်ပြီးဒီယောဂပိုးရှိတဲ့သူတွေကိုနှိမ်နေရလားဆိုရင်ကျွန်တော်မှအဲ့လိုစိတ်ကူးစိတ်တန်လုံးဝမရှိပါဘူးခင်ဗျာဒီယောဂပိုးဖြစ်သွားတဲ့သူတွေကစေးတောက်ပြီးတော့လူတက်တန်းစေးနေနိုင်နေဆိုတော်ညာလဲပဲဒီလိုပြောလို့ရတယ်ဆိုတော်ညာလဲပဲအဲ့ဒီစေးတွေကတစ်သက်လုံးဆွဲတောက်အောင်ပါဗျဒီယောဂပိုးတွေကလည်းလုံးဝပျောက်ကင်းနေဆိုတော့မရှိဘူးတေတဲ့ထိဒီယောဂပိုးတွေကပါသွားမှာဆိုတော့တချို့သူတွေရှိတယ်ဟာမင်းကွာအပိုးတွေလျှောက်ပြောနေတယ်ဒီယောဂပိုးတွေကအေးစစ်စစ်ပဲစေးတောက်ရင်ဒီတိုင်းပဲနေွားလို့ရတယ်လူကောင်းတိုင်းပဲဆိုပြီးပြောလို့ရတယ်အဲ့လိုပြောတဲ့သူတွေကိုကျွန်တော်ကပြန်မေးမယ်ဒီပိုးကိုအကူးခံပြီးတော့ဒီစေးကိုတစ်သက်လုံးတောက်နိုင်လားဆိုလို့ရှိရင်ဘယ်သူမှမတောက်ချင်ဘူးဆိုတော့တချို့သူတွေကအားချောင်းနေရပဲအလွယ်လန်းလိုက်နေရပဲရှိတယ်တချို့သူတွေကလူကိုကြောက်တဲတွန်းကြနေရပဲတွန်းချနေကြတာပဲရှိတယ်တကယ်ကြတော့ကိုကိုရိုင်းအဖြစ်ခံနိုင်တာဆိုရင်ဘယ်သူမှအဖြစ်မခံနိုင်ကြဘူးအဲ့လိုမျိုးပဲဒီလိုစကားတွေကိုနားရောက်ပြီးလူငယ်တွေကအပျော်လန်းကိုအလွယ်လိုက်မိတဲ့အခါမှာကျွန်တော်တို့မဖြစ်တင်တာတွေဖြစ်လာတယ်ဆိုတော့ငွေရှာဖို့အတွက်ဂျပန်နိုင်ငံကိုရောက်လာတယ်ကိုဘွားတလန်အတွက်ဂျပန်နိုင်ငံကိုရောက်လာတယ်ပညာသင်ဖို့ရောက်လာတယ်ဒီယောဂကြီးဖြစ်သွားတယ်ဟိုအာယုံနောက်ရတယ်ဗျာအနည်းဆုံးတော့ဆေးတွေအမြဲတမ်းတောက်နေရတယ်အဲ့တော့ဒီဆေးတွေကလူတိုင်းနဲ့တဲ့ရလို့လည်းမဟုတ်ဘူးဗျအဲ့တော့ဆိုပါစို့မိတ်ဆွေမှာအရန်ကိုပြင်းထန်တဲ့နှလုံးယောဂအခန်းရှိမယ်ကြောက်ကက်ယောဂအခန်းရှိမယ်ဆိုလို့ရှိရင်လည်းဒီဆေးတွေနဲ့မတည့်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ကြမလို့ဆိုတော့ကျွန်တော်ပြောချင်တာကဒါလူငယ်အချင်းချင်းမို့လို့ကျွန်တော်တို့ကတော့ဒီကိစ္စတွေစိတ်ဝင်စားဘူးဆိုပေမဲ့လည်းဒီလိုမျိုးအရန်ဟိုမှာစိတ်ဝင်စားတဲ့လူတွေဒီလိုမျိုးမှားသွားတယ်ဆိုလို့ရှိရင်လည်းဗျာမှားမယ်ဆိုတာကြိုသိနေလေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကာကွယ်တဲ့ဆေးတွေအများကြီးရှိတယ်ကြိုတောက်လို့ရတဲ့ဆေးတွေရှိတယ်ဒီလိုမျိုးမဖြစ်တင်တာဖြစ်သွားတဲ့အခါမှာ82နာရီအတွင်းမှာတောက်လို့ရတဲ့ဆေးတွေလည်းအများကြီးရှိတယ်အကာအကွယ်လည်းသုံးလို့ရတယ်ပြောချင်တာအဲ့တော့ဒီလိုလမ်းတွေအများကြီးရှိနေပါရဲ့နဲ့ကိုယ့်ရဲ့တည်ငါစိတ်ဆန္ဒကိုအလိုလိုက်မိပြီးတော့ဒီယောဂပိုးကြီးကိုကိုယ့်ဘဝတက်လန်းနဲ့တစ်သက်လုံးလဲမလားဆိုလို့ရှိရင်တော့ကျွန်တော်ဆိုလို့ရှိရင်တော့ဗျာအရန်ကြောက်တယ်ဒါမျိုးတော့အဲ့တော့မိဘတွေလည်းကျွန်တော်နဲ့နီးတူကြောက်မယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ကျွန်တော်ပြန်လဲဝေမျှခြင်းဖြစ်ပါတယ်ဒီလိုကူးစက်ခံရတဲ့သူတွေကိုကျွန်တော်နှိမ်ချတာတခုမှမရှိပါဘူးခင်ဗျာဆိုတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အကျိုးတစုံတရာရရှိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဝမ်းသာမိပါတယ်ဆိုတော့အားလုံးပဲယောဂဘေးပရာတွေကဝဲကွာပြီးတော့ဂျပန်နိုင်ငံမှာပတ်စံနေရှာပညာတွေအများကြီးရှာနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးချင်ပါတယ်အားလုံးပဲတက်တာပါခင်ဗျာ